ဒီနေ့ grade 5မြန်မာစာသင်ခန်းစာထဲမှာပါတယ်မြန်မာနိုင်ငံရဲ့ကျက်သေးဆောင်ဇေယီတော်ကြီးတဆူဖြစ်တဲ့ရွှေဒဂုံဇေယီတော်ကြီးအကြောင်းကိုဘိုးတုတအနေနဲ့ပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရွှေဒဂုံဇေယီတော်ကြီးကိုတည်ထားကိုးကွယ်ခဲ့တဲ့မင်းကတော့ဥက္ကလာပါမင်းကြီးပဲဖြစ်ပါတယ်ဥက္ကလာပါမင်းကြီးကမဟာတက္ကရီ103ခုနှစ်မှာဘောဓမမြတ်စွာဘုရားရှင်ရဲ့စံတော်ကိုဌာပနာပြီးတော့ဒီရွှေဒဂုံဇေယီတော်ကြီးကိုပထမဦးဆုံးစတင်တည်ထားကိုးကွယ်ခဲ့တဲ့ဖျားဒါယကမင်းကြီးတစ်ပါးပဲဖြစ်ပါတယ်ဥက္ကလာပမင်းကြီးကကြတော့ဘသူရဲ့သားတော်လဲဆိုလို့ရှိရင်မဲလုံးမင်းသမီးလေးနဲ့ဘိုးတော်တရားမင်းတို့ရဲ့သားတော်တစ်ပါးပဲဖြစ်ပါတယ်မဲလုံးမင်းသမီးလေးကကြတော့နော်ဟိုတော့တခုထဲမှာသတင်းတီလာစောက်တည်နေတဲ့ရှင်ရသေးကတနေ့ကျတော့ဆုံးခံထွက်ချင်းနဲ့မဲလမှုပင်ကြီးတပင်ကိုတွေ့ခဲ့တယ်ပေါ့နော်မဲလမှုပင်ကြီးတပင်မှာဆိုလို့ရှိရင်ကြီးမားပြီးတော့ဆန်းကျယ်တဲ့မဲမူကြီးတစ်လုံးကိုတွေ့ခဲ့တဲ့အတွက်ကြောင့်မလို့ကျောင်းသင်ခန်းကိုစောင့်ယူလာတယ်အဲ့ဒီမဲလမှုဒီကနေပြီးတော့မဲလမှုမင်းသမီးလေးကိုမွေးဖွားတန့်ဆင်ခဲ့တယ်ပေါ့နော်မဲလမှုမင်းသမီးလေးအရွယ်ရောက်လာတဲ့အခါမှာအရန်ကိုပဲတင့်တယ်လှပတယ်မင်းသမီးလေးတစ်ပါးအဖြစ်နဲ့ကြီးပြင်းလာခဲ့တယ်ဘိုးတော်တရားမင်းကနော်လူပြည်ကိုကြိလိုက်တဲ့အခါမှာဒီမဲလမှုမင်းသမီးလေးကမွေးဖွားတဲ့တားတော်ဂါတာလျင်เนาะဗာလေမြတ်စွာဘုရားရှင်နေရဲ့ဆန်တော်ကိုဌာပနာပြီးတော့ဇေယီတော်ကိုတည်ဖို့အတွက်เนาะဘုရားဒါယကမင်းဖြစ်မဲ့တားတစ်ပါးကိုမွေးဖွားဖို့အတွက်ကိုဒီမဲလမှုမင်းသမီးလေးရဲ့တားတော်မှာဖြစ်မဲ့အတွက်ကြောင့်မလို့ဒီဘိုးတော်တရားမင်းကလူရောင်ဖန်ဆီးပြီးတော့လူပြည်ကိုဆင်းလာပြီးတော့ဒီရှင်ရသေးထံမှာဒီမဲလမှုမင်းသမီးလေးကိုလာရောက်တောင်းယူပြီးတော့လက်ထက်ထိမ်းမြခဲ့တယ်ပေါ့เนาะလက်ထက်ထိမ်းမြပြီးတော့ဘိုးတော်ပြန်သွားတဲ့အချိန်မှာမဲလမှုမင်းသမီးလေးကပူဆွေးဝမ်းနေပြီးကြံနေခဲ့တာကိုသိတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ကြေးစိတ်တမန်လေးနဲ့နေရစဉ်30ကိုဒီမြကျုပ်လေးမှာထည့်ပြီးတော့မဲလမှုမင်းသမီးလေးရှိကိုဆင်လွတ်လိုက်တယ်ပေါ့နော်အဲ့ဒီမှာဘိုးတော်တရားမင်းရဲ့မင်းသမီးမိဖုရားပေါ့နော်မိဖုရားလေးပါဖြစ်တဲ့သူစီတာသူမာလာသူစိတ်တာသူနန္နာမိဖုရားလေးပါကနေပြီးတော့ငှက်ရောင်ဖန်ဆင်းပြီးတော့ဒီကြေးစိတ်တမန်လေးကိုလိုက်လည်နှောက်ယှက်တဲ့အတွက်ကြောင့်မလို့တဇက်ကတော့ဟိမွန်နာတော်တဲ့ကိုကြပြီးတော့စင်ပြန်လေးကိုမွေးတယ်ပေါ့နော်တစ်ဆက်ကတော့ဒီငမိုးရိပ်မိချောင်းကိုမွေးဖွားခဲ့တယ်ပေါ့နော်ခြေထဲကိုကြပြီးတော့ငမိုးရိပ်မိချောင်းကိုမွေးဖွားခဲ့တယ်တစ်ဆက်ကကြတော့ဒီမဲလမှုမင်းသမီးလေးတောက်သုံးခွင့်ရပြီးတော့ဒီဥက္ကလာပမင်းကြီးကိုမွေးဖွားခဲ့တာပဲဖြစ်ပါတယ်ဒါကကြတော့ဒီဥက္ကလာပမင်းကြီးကိုနော်မွေးဖွားခဲ့တဲ့ဒီမဲလမှုမင်းသမီးလေးရဲ့အကြောင်းကိုဘုဒ္ဓရအနေနဲ့ဒီချိန်ကပြပြပေးခြင်းဖြစ်ပါတယ်ဒါကတော့ဒဏ္ဍာရီပုံမြင်ဒါရှေးဟောင်းပေါ့နော်ရှေးဟောင်းဇက်တော်လေးတစ်ခုဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒီချက်ဆန္ဒပါ